はい。မင်္ဂလာပါဂျပန်စာစကားပြောနဲ့ပတ်သက်ပြီးတော့မှစိတ်ပူနေတဲ့သူတွေစကားပြောကိုဘယ်လိုလေ့လာမှန်းမသိတဲ့ကလေးတွေအတွက်ကိုဝရရှိကဒီဗီဒီယိုလေးကို share လုပ်ပေးကြပါတယ်ဝရရှိတို့စီမှာကခိုင်ဝအတန်းလေးဖွင့်ဖို့လည်းရှိနေတဲ့တကြောင်မို့လို့ကြော်ညာပေးနေဒါမျိုးလေးကို share လုပ်ပေးကြပါတယ်ခိုင်ဝလေ့လာတဲ့အခါမှာ皆さんတို့ကများသောအားဖြင့်ဘယ်လိုလေ့လာကြလဲပေါ့နော်ပုံမှန်ကတော့ကလေးတော်တော်များများက focus လေ့လာတယ်နောက်တစ်ခုကကြတော့ shadowing လုပ်တယ်เนาะအရှိကပြောတော့တာကိုနောက်ကလိုက်ပြောတာပေါ့เนาะ sharing လုပ်တယ် listening ဘက်မှာတော့အရန်ကိုအားစိုက်ပြီးတော့မှစူးစမ်းပြီးတော့လေ့လာကြတယ်ပေါ့နော်ဒါကြောင့်မို့လို့လေဝရရှိတို့ကဥပမာဂျပန်ရောက်ပြီးသားကလေးတွေနဲ့ရွာပြည်သားဆာမွေးဖြည့်တဲ့ကလေးတွေမှာဆာမွေးဖြည့်တာချင်းတော့မှ listening ရတဲ့အမှတ်လေးတွေနည်းနည်းကွာတဲ့ဆိုတာလေးပေါ့နော်အဲ့ဒါလေးလေတွေ့ရတယ်အဲ့ဒီတော့speaking ကဘယ်ကလာလဲ listening ကနေလာတာပေါ့နော် listening များများလုပ်နိုင်ရင် speaking များများပြောနိုင်မယ်ဆိုတော့အနေထားနေလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့များသောအားဖြင့်မိနာဆန်တို့က listening ဘက်ကိုအားစိုက်ပြီးတော့မှဒီ podcast တွေ shadowing တွေကနေပြီးတော့မှခိုင်ဝါကိုတစ်စင်းပြန်လေ့လာကြတယ်လို့နားလည်ထားပါတယ်အဲ့ဒီမှာဝမ်ရှိတို့ဗာလေးတွေလိုအပ်သေးလဲဆိုလို့ရှိရင်တော့စာဖတ်ဖို့လဲလိုသလိုအဲခိုတိုးဘပေါ့နော်မိနာဆန်တို့အတွက်ဝေါဟာရကျွဲဝဖို့ခိုတိုးဘကိုများများလေ့လာကြဖို့လေလိုအပ်တယ်ဒါကြောင့်မို့လို့ခိုတိုးဘလေးတွေကျွဲဝရင်ကျွဲဝတယ်လို့မျိုးကျွဲဝတဲ့ကလေးလေးတွေကစကားကိုပို့ပြောနိုင်ကြတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေ့ရပါတယ်အဲ့ဒီတော့ဝါရှိတို့အကြောင်းမှာကတော့ကိုပိုင်စာအုပ်ကလေးကိုပြုစုပြီးတော့မှခိုင်ဝတင်တန်းလေးတွေကိုပေးတာဖြစ်ပါတယ်အဲ့တော့ခိုင်ဝမှာဝါရှိတို့နှစ်မျိုးရှိပေါ့နော်တော်တော်များများကလည်း interview အသားပေးပေါ့နော် interview မှာဘယ်လိုစကားကိုကြွယ်နေအောင်ပြောနိုင်မလဲဆိုတဲ့ဟာပေါ်မှာ motivate ပြီးတော့မှ interview အသားပေးခိုင်ဝတွေတင်ကြတာများတယ်ပေါ့နော်နောက်တစ်ခုကတကယ်ဒီဘက်မှာထပ်ရှိသေးတာပါလဲဆိုလို့ရှိရင်မိသားစုတို့ interview အောင်ပြီးသွားပြီဂျပန်သွားဖို့အတွက် process လုပ်နေပြီပေါ့နော်အဲ့လိုចောင်းသားတွေအတွက်ကိုမရှိဘက်က program တွေရှားတယ်ပေါ့နော်နင်းနေသေးတယ်အဲ့တော့interview အောင်ပြီးတော့ဒီဂျပန်သွားကန်ဒီဆက်ကြားမှာပေါ့နော်ဘာလုပ်ရမလဲဆိုတာကိုမသိတဲ့ចောင်းသားတော်တော်များများတွေ့ဖို့ပါတယ်ចောင်းသားចောင်းသူတွေပေါ့နော်အဲ့ဒီကမ်သွင်းတဲ့ agency တွေလည်းရှိရပေါ့နော်ကမ်သွင်းတဲ့အခါမှာဘာတွေတင်ကြားလဲဆိုလို့ရှိရင်တော့ level up လုပ်ဖို့အတွက်ကိုပဲအဓိကထားပြီးတင်ကြားပေးကြတာများတယ်ပေါ့နော်နောက်တစ်ခုကတချို့ဆိုရင်မမလုပ်ပြီးတော့ဘယ်နဲ့အာရပြီပေါ့နော်COE စောင့်နေတော့ဆိုပြီးတော့မှဒီလိုလွှတ်ပေးလိုက်တာမျိုးရှိရပေါ့အဲ့လိုလွှတ်ပေးလိုက်တဲ့အခါမှာចောင်းသားចောင်းသူတွေကဘာလုပ်လဲဆိုလို့ရှိရင်အီနာခါကိုပြန်ကြတယ်relax လုပ်တယ်မိသားစုတွေနဲ့ပြောတယ်ပါတယ်ပေါ့နော်စသဖြင့်အာလုပ်လို့ရှိကြတယ်ပေါ့အဲ့ဒီဂျပန်စာကိုမေးလူဖြစ်သွားတတ်ပါတယ်အဲ့ဒီဂျာကာလာမှာတင်တဲ့ခိုင်ဝလည်းအရန်ရေးကြည့်ပါတယ်အဲ့ဒီအတွက်ကို main target ပေါ့နော် focus လုပ်ပြီးတော့တင်တဲ့ခိုင်ဝ class ကတော့နည်းနည်းလေးရှားနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကိုဝရရှိတို့ကအဲ့လိုကိုဥတီပြီးတော့အဓိကကတော့အဲ့လိုចောင်းသားတွေကိုအဓိကဥတီပြီးတော့မှတင်ပေးတယ်ခိုင်ဝတင်ရိုးလေးတွေပါတယ်ပေါ့နော်အခုဒါလေးလို့ဆိုရှင်အခု screen share ထားတဲ့ဟာလေးဆိုရင် storytelling ဆိုရဲပုံမြင်တစ်ဖွဲ့ပြောကြမယ်ဆိုရဲခေါင်းစဉ်လေးမှာဝရရှိတို့ကပုံမြင်လေးတွေကိုဟောဒီလိုမျိုးလေးပေါ့နော်ပုံလေးတွေနဲ့ဝရရှိတို့ကပုံမြင်လေးလုပ်လိုက်တယ်1 2 3 4ဆိုပြီးတော့မှအဲ့ဒီပုံလေးကိုကိုနားလေတယ်လို့စီးပြီးတော့မှပုံမြင်တစ်ပုတ်လို့ပြန်ပြောပြတဲ့ process လေးနဲ့လုပ်တယ်ပေါ့ဒီမှာလေးကတော့ဥပမာ ribbon လေးတွေပေးထားတယ်ဒါလေးကိုမိညမ်းပြီးတော့မိနာဆန်တို့ကလိုက်ပြောရတာမျိုးလေးတွေကိုဝရရှိတို့ကသင်ခန်းစာတစ်ခုမှာ9ရက်စာဝရရှိတို့လုပ်ပေးထားတယ်speaking ဆိုတာကပြောရင်ပြောသလောက်အဆင်ပြေတာဖြစ်တဲ့အတွက်ကောင်းတာဖြစ်တဲ့အတွက်ဝရရှိတို့ကျောင်းမှာတော့တစ်ပတ်ကို9ရက် speaking class ကိုလာတက်ခိုင်းနေပေါ့နော်အဲ့ဒီ9ရက်စာကိုဝရရှိတို့က9ရက်စာခေါင်းစဉ်လေးခွဲပြီးတော့ပေးထားပါတယ်เนาะနောက်တစ်ခုကဟာနာရှိမရှော့ဆိုရဲ topic လေးလည်းရှိတယ်ဝရရှိတို့ဟာနာရှိမရှော့ဆိုလို့ရှိရင်လည်းဝရရှိတို့ရဲ့အကြောင်းလေးတွေကိုဝရရှိတို့ကဒီမှာပြောကြတယ်ပေါ့เนาะတငယ်ချင်း2ယောက်ပဲဖြစ်ဖြစ်3ယောက်ပဲဖြစ်ဖြစ်ပြောကြတယ်အဲ့ဒီခါမှာဝရရှိတို့ဘာအကြောင်းလေးတွေပြောမလဲဆိုရဲခေါင်းစဉ်လေးတွေပေးတယ် topic လေးတွေပေးတယ်အဲ့ဒီမှာတငယ်ချင်း2ယောက်ပြောတယ် sample လေးကိုပြထားတယ်နော်အဲ့ဒီ sample ထဲမှာပါတယ်စကားလုံးအသစ်တွေကိုလည်းဟောဒီလိုမျိုးတွေရှင်းပြပေးပြီးတဲ့အပြင်ကိုအဲ့ဒီကနေပြီးတော့မှမိနာဆန်တို့ကိုအိမ်စာပေးပြီးတော့မှဒီလိုမျိုးပြောခိုင်းတဲ့ပုံစံမျိုးလေးတွေလည်းပဲပြောတယ်ပေါ့နော်ပြောခိုင်းတယ်အဲ့ဒီခါမှာဘာတွေသိလာလဲဆိုလို့ရှိရင်မိနာဆန်တို့ကလည်းကိုယ့်နိုင်ငံရဲ့ဒီယဉ်ကျေးမှုတွေနောက်ဂျပန်နဲ့ပတ်သက်တဲ့ဘဝတုတာတွေကိုဖလှယ်လို့ရတဲ့ခေါင်းစဉ်လေးတွေကိုဝရရှိကဖန်တီးပြီးတော့မှဝရရှိတို့ကျောင်းကနေပြီးတော့ခိုင်ဝပုံစံနဲ့ပြန်ပြောင်းပြီးတော့ပြောခိုင်းတာမျိုးဖြစ်ပါတယ်အဲ့ဒီခါကျရင်မိနာဆန်တို့လိုက်ပြောရင်ပြောသလားဘဝတုတာရတဲ့အပြင်ကိုဒီနေရာမှာဒီလိုသုံးလို့လည်းရတာပဲငါကတော့ခက်ခက်ခဲစဉ်းစားနေရတယ်ဆိုရက်အတွေးလေးတွေလည်းရသွားစေခြင်းတဲ့သဘောရှိပါတယ်နောက်တစ်ခုကကျတော့မိနာဆန်နှုတ်ရဲလာ
လေtrain ပေးတယ်ပေါ့နော်နောက် role play ဆိုရဲကိုယ်တိုင်ပါဝင်လှုပ်ရှားရမယ့်အပိုင်းတွေဥပမာပေါ့နော်ဝါဒရှိတို့ဈေးရောက်နေဆိုရင် process လေးလုပ်မယ် role play လေးလုပ်မယ်ဆိုရင်ဈေးတဲ့အနေနဲ့တရုပ်ဆောင်ရတဲ့သူရှိမယ်လာဝယ်တဲ့လူအနေနဲ့တရုပ်ဆောင်ရတဲ့သူရှိမယ်အမှစီကန်းဆိုလို့ရှိရင်ဆရာဝန်ရှိမယ်သူနာပြုရှိမယ်လူနာရှိမယ်ဒီလိုမျိုးလေးတွေကိုယ်တိုင်ပါဝင်လှုပ်ရှားပြီးတော့မှစကားပြောလေးတွေကိုပြောရတာမျိုးလည်းရှိပါတယ်အဲ့လိုပြောတဲ့အခါကျလို့ရှိရင်ကိုပြောချင်တာလေးတွေပေါ့နော်ကျွန်တော်ဒါကြတော့မိကုန်းတွေအဖြစ်တွေမသက်မထားတော့ဘဲနဲ့ကိုပြောချင်တဲ့စကားလေးတွေကိုပြောနိုင်အောင်လေဟောဒီလိုမျိုးကောင်းစဉ်လေးတွေနဲ့လွယ်တကူပြောလို့ရအောင်ကိုသင်ကြားပေးထားပါတယ်နောက်တစ်ခုခုနကဝရရှိကနဦးပြောလိုက်တဲ့interview target ပေါ့နော် interview ကို focus ပေးတဲ့ကလေးတွေမြန်ဒီခိုင်ဝါတန်မှာပါလာခဲ့အခါမှာမျိုးလေဝရရှိတို့ကဟောဒီလိုမျိုး interview focus လေးတွေကိုလေမိတ်ဆက်ပေးတဲ့အခါမျိုးလေးတွေလည်းထည့်ပေးထားတယ်နော်နောက်တစ်ခုကဗီနာဆန်တို့ကမြန်မာပြည်မှာအင်တာဗျူးဖြေပြီးတော့ပြီးသွားတာမဟုတ်ဘူးလေနော်ဂျပန်ရောက်လို့ရှိရင်အလုပ်ပြောင်းချင်တာမျိုးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ professional life ကိုရွေးချယ်တဲ့အခါမှာလည်းနောက်တစ်ခေါက်အင်တာဗျူးဖြေရမယ့်ဟာမျိုးတွေရှိနိုင်တယ်အဲ့ဒီခါကျရင်လည်းဝါရှိတို့ကအင်တာဗျူးတွေကိုဘယ်လိုဖြေရမလဲဆိုတော့မှအင်တာဗျူးမေးခွန်းလေးတွေကိုပါအမျိုးအစားများများစွာထည့်ပေးပြီးတော့အများကြီးစုပေးထားတာပေါ့နော်အများကြီးစုပေးပြီးတော့ဝါရှိတို့အများကြီးထည့်ပေးထားမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ခိုင်ဝတန်ပေါ့နော်ခိုင်ဝကိုလေ့လာမယ်ဆိုလို့ရှိရင်တန်ပို့စ်မြန်မာကိုရွေးချယ်စီခြင်းနဲ့နောက်တစ်ခုကခိုင်ဝကိုလေ့လာတဲ့အခါမှာလည်းမမှားဖို့အတွက်ကိုပေါ့နော်ဝါရရှိရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မှဒါဆိုရင်ဒီနေရာကတော့လေ့လာတာနည်းနည်းလေးမှားနေမယ်နဲ့တူတယ်ဆိုပြီးတော့မှကိုယ့်ရဲ့လေ့လာနေတဲ့ process လေးတွေကိုပြင်လို့ရတယ်ပေါ့နော်ဘူဘွားဆောင်ရှောက်တို့နော်အဓိက main နဲ့သွားနေတဲ့ interview မေးခွန်းလေးတွေကိုလည်းဝါရရှိတို့ကထည့်သွင်းပြီးတော့သင်ကြားပေးထားတယ်ပေါ့နော်အဲ့တော့သင်တန်းကာလတစ်လခွဲမှာဝါရရှိတို့ကတစ်ပိုင်းကို9ရက်စီအပြည့်ပေါ့နော်သင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရက်ပေါင်းကလည်းဘယ်လောက်ဖြစ်သွားမလဲဆိုလို့ရှိရင်ရက်ပေါင်း25 30ပေါ့နော်တစ်လနီးပါဝါရှိတို့ကတင်ကြပေးတာဖြစ်တယ်အဲ့တစ်လအတွင်းမှာမိနာဆန်တို့ရဲ့ everyday ပေါ့နော်နေ့စဉ်ကိုယ်တိုင်ကိုယ့်ဘာကိုတယောက်တည်းလေ့လာနေရဆိုလို့ရှိရင်လေကိုယ့်ရဲ့ everyday changes ပေါ့နော်နေ့တိုင်းကိုဘယ်လောက်ပြောင်းလဲလာလဲဆိုတဲ့ဟာကိုဗီဒီယိုရိုက်ထားတဲ့ record ယူထားတဲ့ပေါ့နော်အဲ့တော့ပထမဆုံး first day 1မှာကိုယ့်ရဲ့အခြေအနေနဲ့ပေါ့နော်နောက်ဆုံး day 30ပေါ့နော်ဝါချိုးကျောင်းမှာတော့ရက်30စာဆိုတော့ day 30မှာကိုယ့်ရဲ့အခြေအနေဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုကိုသိရမယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့တပတ်စာအခြေအနေတွေကိုကိုကဗီဒီယိုပြန်ကြည့်တဲ့အခါမျိုးမှာဘာဖြစ်လာလဲဆိုလို့ရှင်ဒီနေရာမှာငါဒီလိုပြောလိုက်ရင်ရရဲ့သားနဲ့ဆိုတော့အတွေးလဲဝင်လာနိုင်တယ်ကိုယ့်ရဲ့အားနည်းချက်တွေအားသာချက်တွေကိုလည်းကိုယ်တိုင်မြင်လာနိုင်အောင်လို့ဗာရှိရိုးတင်တန်းကတော့စီစဉ်ပေးထားတယ်မိပြပါလာမိလေ့လာတယ်ဆိုလို့ရှိရင်လေအဲ့ဒီလိုမျိုးလေးလေ့လာပြီးတော့ပြင်ဆင်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တော့ရက်30အတွင်းမှာလုံးဝမတူညီတဲ့ခိုင်ဝ level နဲ့ခိုင်ဝ skill တစ်ခုနဲ့မိမိကိုယ်ကိုမိမိပြန်တွေ့ရမှာလို့ဝါရှိကတော့ယုံကြည်နေပါတယ်။ကဲဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်။ဝါရှိတို့တင်တန်းကိုလာရောက်လေ့လာတာပဲဖြစ်ဖြစ်အပြင်မှာမိမိဘာသာမိမိလေ့လာတာပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးအတိုင်းပဲလိုက်ပါဆောင်ရွက်မယ်ဆိုလို့ရှိရင်ပြောင်းလဲသွားတယ်ဆိုလို့ရှိရင်เนาะဝါရှိတို့ကကျေးဇူး